မောင်ထဲမှာဘာမှမမြင်ရပေမဲ့ဒီတဲအိမ်လေးဟာသူတို့ဝင်လာဖို့အတွက်အသိဆောင်ကျူပြင်ဆင်ထားတဲ့ထောင်နှတစ်ခုများလာလို့လွယ်နီးရဲ့ခေါင်းထဲမှာအတွေးများလာတော့တယ်။ညနေပိုင်းရောက်လာတဲ့အပြင်ဘက်ကမုံရတဲ့အတက်ကြမရှိတော့ပဲတသမတ်ထဲတန်ရင်ဖြစ်ပြောင်းလဲသွားတယ်။အမောင်ထဲမှာလွယ်နီးစီကရီးတဲ့တက်ထွက်လာတယ်။ခန့်ငယ်ကနည်းနည်းချာချာအိပ်ပြပြောတည်ရမို့ချက်ချင်းမျက်လုံးပွင့်သွားတယ်။လွယ်ဘာဖြစ်လို့လဲ။ခန့်ငယ်ကဓမီကိုခမန်းကနက်ပြန်ဖွင့်လိုက်တယ်။အလင်းရအောင်မှာလွယ်နီကအဲ့ရလေးထဲကိုကိုဝေးထားပြီးဘိုက်ကိုလက်ဖက်နဲ့အတင်းဖိထားတာကိုတွေးလိုက်ရတယ်။သူမရဲ့နှစ်ဖူးမှာအိတ်ဆက်နေတဲ့အရာတူတို့ကြားကနေချွေးစေးတွေပြန်နေပြီးနှက်ခမ်းတွေကဖြူလျော့နေတယ်။ဘာရဲနာလာလို့ခန့်ငယ်အထဲကနေစူးတွေနဲ့တင်းထိုးစွာနေတယ်လို့ပဲလွယ်နီရဲ့တန်ကတုံရီပြီးပြတောင်းဖြစ်နေရဲ့ခန့်ငယ်ကလွယ်နီရဲ့နဘေးကိုကတ်သွားပြီးနှက်ဖူးကိုဆန့်ကြည့်ရဲ့လွယ်နီတစ်ခုလုံးကရေခဲလိုအိတ်ဆက်နေပေမဲ့ချွေးတွေကဆူရွှဲနေတယ်အစာရင်ရောင်လာလားလွယ်နီးလေကအစားခဲ့တာတွေမှားလို့လားမသိဘူးခန့်ငယ်ကလွယ်ရီထဲကဆေးကူကိုရှာတယ်ဒါပေမဲ့သူတို့ပါလာတာကအကြိုက်ခဲပြောင်စီအနေငယ်ပဲရှိရဲ့စစ်တလုံးတိုက်ပြီးရင်ထဲနဲ့တိုက်လိုက်ပေမဲ့လွယ်နီရဲ့နာကျင်မှုကလျော့မသွားဘူးပိုးတောင်ဆိုလာတယ်လို့ပဲသူမကကွေးလေးဖြစ်နေပြီးအသက်ရှူတန်နေပြင်းထန်လာတယ်တဲ့အိမ်လေးရဲ့တိတ်ဆိတ်မှုတွေမှာသူမရဲ့ညင်ညူတန်ကလွှမ်းမိုးလာတယ်အဲ့ဒီချိန်မှာခန့်ငယ်ရဲ့ရင်ဘတ်ထဲမှာတကားမှမဖြစ်ဘူးတဲ့ထူးဆန်းတဲ့ခံစားချက်တစ်ခုစတင်ပေါ်ပေါက်လာတယ်သူလွယ်နီကိုစိုးရိမ်ပါတယ်ဒါပေမဲ့အဲ့ဒီစိုးရိမ်စိတ်ထက်ပိုပြီးကြီးမားတဲ့အရာတစ်ခုကသူ့အသိစိတ်ကိုလာဖုံးလွှမ်းနေရဲ့အဲ့ဒါကဒီတဲ့အိမ်လေးတွေကနေအခုချက်ချင်းထွက်သွားခြင်းနဲ့ဆန္ဒပြပြမှုပဲတဲ့အိမ်ရဲ့နေရာတွေကသူ့ကိုပိတ်လောင်နေတယ်လို့ခံစားလာရတယ်လေတူကမိုးကျက်လာပြီးခြေပြားလက်ပြတွေကအပြင်ကိုပြေးထွက်ချင်လို့တဆက်တွန်းလာတယ်တဲ့အိမ်ရဲ့ပိတ်ထားတဲ့ဇက်ပေါက်စီကိုသူ့မျက်လုံးတွေကခဏရောက်သွားတယ်ဒီနေရာမှာဆက်နေရင်ငါအသက်ရှူရသွားတော့မယ်အတိုင်းပဲငါတို့ဒီမှာဆက်နေလို့မဖြစ်တော့ဘူးလေနေ့ကိုဆေးရုံပုံမှန်ရမယ်အခုချက်ချင်းသွားကြမယ်ခန့်ငယ်ကထိုင်ရာကနေဝန်းကနေထရက်လိုက်ပြီးသူ့ချိုးပွဲကိုကောက်လွှတ်လိုက်တယ်သူ့အတန်ကအလောတကြီးဖြစ်နေပြီးပုံမှန်မဟုတ်ဘူးလွယ်နီကခေါင်းကိုအာရုံပြီးမော့ကြည့်ရဲ့ခန့်ငယ်ငွေမထနိုင်တော့ခြေထောက်တွေကလုံးဝအားမရှိတော့လမ်းလျှောက်ဖို့နေတာထိုင်တော့မထိုင်နိုင်တော့လွယ်နီကနာကျင်လို့မူတန်ပါကြီးနဲ့ပြောတယ်ဒါပေမဲ့ခန့်ငယ်ကလွယ်နီရဲ့ခြေတွေကိုတခြားနားလည်ပုံမရဘူးသူ့ခေါင်းထဲမှာအပြင်ကိုထွက်သွားဖို့ဆိုတဲ့အတွေးတစ်ခုလေးကသာရှိနေတယ်ကိုကျင်းစာတရနေရာမှာထိတ်လန့်မှုတစ်ခုကအစားထိုးဝင်ရောက်နေပုံပဲအာတိမီထားကြမှာလွယ်ရဲ့ဒီမှာဆက်နေလို့မရဘူးလို့ငါပြောနေရလေဒီနေရာကနေမြန်ထွက်သွားမှရမှာခန့်ငယ်ကလွယ်လေးရဲ့လက်မောင်းလှန့်ဆွဲပြီးအတင်းမတက်ထူကိုကြိုးစားတယ်နားရခန့်ငယ်လွယ်တကယ်ရှောက်လို့မရတော့လို့ပါလွယ်နီကနာကျင်လုံးအော်ဟစ်လိုက်ပြီးခန့်ငယ်ရဲ့လက်ကိုပြန်ရုပ်ခဲ့လိုက်တယ်သူမချမ်းမြေပေါ်ကိုပြန်ခွေချသွားတယ်ခန့်ငယ်ကတဲရဲ့စပတ်ကိုတစ်ချက်ကြည့်လိုက်ချမ်းမြေပေါ်မှာလူးလိမ့်နေတဲ့လွယ်နီကိုတစ်ချက်ကြည့်လိုက်နဲ့သူ့စိတ်တွေအယမ်းရှုပ်ထွေးလာတယ်ထားခဲ့လို့လည်းမရတူနေဖို့ကလည်းသူ့တွေ့စိတ်ကအသေးလဲလက်မခံဖြစ်နေရဲ့သူတို့နှစ်ယောက်ကြားမှာအရင်ကတကားမှမရှိခဲ့ဘူးနဲ့နားလည်မှုလက်မချင်းနဲ့စိတ်ကားမှုတစ်ခုကအမောက်တူးနဲ့အတူဒီရွက်ပြင်တဲထဲမှာစတင်မြင့်တွေ့လာတော့တယ်တဲအိမ်လေးထဲမှာခန့်ငယ်တယောက်ခဏမငြင်းဖြစ်နေရဲ့သူကကြောဘွေးကိုလွှဲလိုက်ပြန်ချလိုက်နဲ့တက်ရှူတန်နေပြေးထန်နေရဲ့အပြင်ကမိုးရတန်ကသူတို့နှစ်ယောက်ကြားတင်းမာမှုပို့ပြီးဆွပိန်နေတယ်လို့ပဲနွေမင်းတကယ်မထနိုင်ဘူးလားနည်းနည်းလေးတောင်ရှောက်လို့မရဘူးလားခန့်ငယ်ကနွေနီကိုနောက်တစ်ချိန်လက်မိရဲ့သူ့လေတံကစိုးရိမ်တဲ့လေတံမဟုတ်ပဲစိတ်မရှိရဲ့အပြစ်တင်တဲ့လေတံမျိုးဖြစ်နေရဲ့နွေနီကနာကျင်လို့မျက်ရည်တွေတောင်ကျနေပြီခန့်ငယ်ရဲ့မိကုန်းကိုကြားတော့သူမခေါင်းကိုအာရုံပြီးမော့ကြည့်လိုက်တယ်ဓမီရအောင်အမြင်တွေ့ရတဲ့ခန့်ငယ်ရဲ့မျက်နှာသူမသိခဲ့တဲ့ချစ်သူတယောက်ရဲ့မျက်နှာနဲ့လုံးဝမတူတော့အေးဆက်ပြီးအတ္တဆန်တဲ့လူစိမ်းတယောက်ကိုကြည့်နေရတယ်လို့ပဲခန့်ငယ်အပြင်မှာမိုးတွေဘလောက်တဲနေလဲဘလောက်မောင်နေလဲနေမသိဘူးလားငါလက်မရှောင်နိုင်တဲ့တောင်ထားတော့ဒီလိုချိန်ကြီးတောင်ဘွားစီလမ်းချိုကြပြီငါတို့နှစ်ယောက်လည်းတည်သွားနိုင်တယ်ရေနီယာဒေါသနဲ့နာကျင်မှုရောနေတဲ့အတန်နဲ့ပြန်អော်တယ်ဒီမှာဆက်နေရောမတည်နိုင်ဘူးတော့ဘယ်လိုလုပ်တည်မလဲခန့်ငယ်ကချက်ချင်းပက်ကနဲ့ပြန်អော်တယ်သူ့မျက်လုံးတွေကတဲအိမ်နဲ့နေရလို့ကြောက်လက်တကြလိုက်ကြည့်နေတယ်ဒီနေရာကြီးကတခုခုမှားနေတယ်ငါအဲ့ဒါကိုခံစားနေရတယ်မင်းမလိုက်နိုင်လည်းနေခဲ့တော့ငါတော့သွားမယ်ခန့်ငယ်ကပြောဆူနဲ့တဲအိမ်ရဲ့စပုတ်စီကိုလှမ်းသွားတယ်ခန့်ငယ်ရင်းနီရဲ့ဆူရှာရဲ့အော်တန်ကြောင့်ခန့်ငယ်ရဲ့ခြေလမ်းနဲ့ရှစ်တက်သွားတယ်နေတကယ်ပဲငါ့ကိုဒီမှာတယောက်တည်းထားခဲ့တော့မလို့လားခ
လွယ်နီရဲ့တန်တုံရင်းနေရဲ့သူမရဲ့ရင်မထဲမှာဘိုက်ကနာကျင်မှုတဲ့ပိုဆိုးတဲ့နာကျင်မှုတစ်ခုကစိုးဝင်သွားတယ်ငါအခုအရန်နာနေရဲ့ကြောက်လက်ရမ်းကြောက်တယ်အဲ့ဒီချိန်မှာနေဟာငါ့ကိုနှစ်သိမ့်ပေးဖို့ကြိုးစားပဲနင့်ကိုနေလို့ဖို့တခုတည်းကိုတွေးနေရလားခန့်ငယ်ကစစ်ကူအောက်ကိုကင်ထားတဲ့လက်ကိုဖြည်းဖြည်းချင်းအောက်ချလိုက်တယ်သူအနောက်ကိုလက်မကြည့်ရဲဘူးသူ့စိတ်ထဲမှာလွန်ဆွဲနေတယ်မသိစိတ်ကလွယ်နီကိုထားခဲ့လို့မဖြစ်ဘူးဆိုတာကိုသိနေပေမဲ့သူ့ရဲ့မသိစိတ်ထဲကအကြောက်တရားကတော့ဒီတဲအိမ်တွေကနေထွက်ပြေးဖို့အသေးလဲတွန်းအားပေးနေတယ်ငါအဲ့လိုသဘောပြောတာမဟုတ်ပါဘူးနဲ့ရဲ့ငါတို့နဲ့အောင်လွတ်အောင်လုပ်ပါခန့်ငယ်ရဲ့အတန်အာရော်သွားပြီးစင်ကြီးပေးရဲ့လေတန်းဖြစ်သွားတယ်။ညညာနေရဲ့ခန့်ငယ်။ရန်နီယာမျက်ရည်ကြားနေစိုက်ကြည့်ပြက်ပြက်သားသားပြောလိုက်တယ်။နေငါ့ကိုစိုးရိမ်လို့မဟုတ်ဘူး။နေကိုနေစိုးရိမ်လို့နေတရားတဲ့ထွက်ပြေးခြင်းလို့စင်ကြီးပေးနေရ။နေငါ့ကိုတကယ်ချစ်ခဲ့တာရောဟုတ်ရဲ့လား။ဒီစကားကခန့်ငယ်ရဲ့ရှင်ဘက်ကိုတူနဲ့ထုလိုက်တယ်လို့ပြင်းထန်သွားတယ်။ခန့်ငယ်ကတတိရှိတစ်ချက်ချလိုက်ပြီးဂျော်ဝဲကိုကျမ်းမြေပေါ်ပြန်ချလိုက်တယ်။သူလွယ်နီနာကိုပြန်မလာတော့ပဲတဲရဲ့ချတစ်ဖက်ထောင်မှာသူနှစ်ဖက်ပိုက်ပြီးခော့ဖောက်သွားထိုင်လိုက်တယ်။သူတို့နှစ်ယောက်ကြားရုပ်ပိုင်းဆိုင်ရာအကွာအဝေးက3ပေလောက်ပဲရှိပေမဲ့စိတ်ပိုင်းဆိုင်ရာအကွာအဝေးကတော့မိုင်ဝမ်းထောင်ချီကွာဝေးသွားခဲ့တယ်။